ဒီနေ့ကတော့ထိုင်းနိုင်ငံကိုပြန်ရောက်သွားတဲ့အရသာမျိုးလေးရတဲ့ပုံစံလေးကိုအတူတူလိုက်ပြီးတော့မှထောင်းစားကြည့်ကြရအောင်เนาะအရင်ဦးဆုံးပေါ့ချမ်းကငရုတ်တီစိမ်း2မျိုးထည့်တယ်ပေါ့ငရုတ်တီစိမ်းနဲ့ငရုတ်တီအလှော်တောက်စက်သွန်ဖြူအဲ့ဒါကိုအချုံမှုန့်အနှဲငယ်လေးနဲ့ချမ်းတို့မညက်တညက်ထောင်းလိုက်တယ်အထောင်းလို့ပြောလိုက်တာနဲ့အငံရောအချိုရောအချင်ရောအဆက်ဟတ်ထီအောင်ကျွန်တော်ညီညီမြတ်မြလေးမြတ်မြတ်တတလေးထည့်ပေးရတယ်ပေါ့နော်အချင်းငန်ဆက်ရတာကွက်တိဆက်တယ်ဆက်ပြီးသွားလို့ရှိရင်ခရမ်းချင်ဒီနဲ့ကျွန်တော်ဒီလိုအပ်တဲ့အတီးတွေကိုထည့်တယ်ပေါ့နော်ပြီးသွားရင်နောက်ချန်ကတမယာဒီထည့်တယ်ဒီထဲမှာကတော့သူ့ရဲ့အရတာကောင်းစေတဲ့အရာကဘာလဲဆိုအရတာချင်းငန်ဆက်ပြပြနှစ်ဖြစ်တာပေါ့နော်ပြီးတော့မုတ်ဖက်နဲ့တင်မော်ဒီနဲ့2မျိုးထောင်းတာရှာစားရတာအရန်ကိုခက်တယ်အဲ့တော့ထိုင်းမှာဆိုတော်တော်လေးရောင်းအားတိုးတဲ့အထဲမှာပါတယ်အဲ့တော့လုံနီးလေးကိုတိအောင်ချမ်းကတော့မျှဝေပေးလိုက်ပါပြီအရန်အရသာကောင်းပြီးတော့မှထိုင်းကိုပြန်ရောက်သွားသလိုခံစားရစေမဲ့ထိုင်းအရသာထောင်းနီးလေးတစ်မျိုးကိုလုံနီးလေးမျှဝေလိုက်ပါတယ်ကြိုက်တယ်ဆို comment မှာ yes လို့ရေးပေးကြပါဦးအရန်အရသာကောင်းတဲ့ထောင်းနီလေးတစ်မျိုးကိုမျှဝေလိုက်ပြီးအဲ့တော့လိုက်ထောင်းတက်လိုက်မယ်လို့ယုံကြည်တဲ့တကယ်လို့တေးသေးချာချာဆိုင်ဖွင့်ဖို့ပြင်ဆင်ခြင်းတဲ့သူ2026မှာအထောင်းအရသာကောင်းကောင်းလေး update တင်ခြင်းတဲ့သူတွေဆိုရင်တော့ channel ရန်ကုန်အပြင်သွေး VIP အတန်းမှာလာဆောင်လို့ရတယ်ပုံမှန်ဆိုရင်တင်တန်းကြီးက6သိန်း9တောင်ကြိုအပ်တဲ့သူ10ဦးသွင်းကိုချမ်းက4သိန်းခွဲနဲ့အထူးကြီးရသွားမယ်စာအုပ်လည်းပေးမယ် online တန်းလည်းပေးမယ်တရက်တာအပြင်သွေးအရသာအထောင်းအရသာမျိုးစုံမြည်ပြီးတော့မှတေးချာတင်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အထူးကြီးနဲ့အမိသွားအပ်လိုက်เนาะ screenshot နဲ့တော့4သိန်းခွဲလို့ပြောလိုက်အပြင်သွေး VIP လို့ပြောလိုက်ရပြီအားပေးနေတဲ့သူတို့ချင်းစီကိုကျေးဇူးတင်ပါတယ်ဒီ12လပိုင်းမှာရန်ကုန် VIP အတန်းမှာစုံကြမယ်เนาะ yes